အားလုံးပဲမင်္ဂလာပါချန်ရက်ဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့အထက်ခေါင်းလုံးချန်ရက်ဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်မဒီနေ့နားဆင်ရမယ့်သတင်းကောင်းစင်တွေကတော့တောင်အောင်ဆန်းစုကြည်ကို ICRC ဌာနတာဝန်ခံနဲ့တွေ့ဆုံခွင့်ပြုလိုက်တဲ့အကြောင်းစစ်တပ်အစိုးရထုတ်ပြန်တဲ့သတင်းချင်းတောင်ပိုင်းတိုက်ပွဲတွေမှာဗိုလ်မှူးကျော်ဆက်အပါအဝင်တပ်မှုတချို့နဲ့တပ်ဖွဲ့ဝင်အများပြားတည်ဆုံသွားတဲ့သတင်းစစ်တပ်ရဲ့တိုက်လေရင်တစည်းနဲ့ငှက်တကောင်တို့တိုက်မှုဖြစ်ပွားပြီးတိုက်လေရင်ပြတ်ကျသွားတဲ့သတင်းနဲ့ကျောင်းသူတွေအပေါ်လေအမျက်ထုံးမှုဆွဆွဲချက်ဟာ YCW ကျောင်းအုပ်ကြီးညင်းဆိုပြီးတရားစွဲဆိုမယ်လို့ပြန်လည်ချင်းချောက်တုံ့ပြန်တဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုအဦးဆုံးတင်ဆက်ပေးမှာကတော့လူထုခေါင်းဆောင်တော်အောင်ဆန်းစုကြည်ကိုအပြည့်ပြည့်ဆိုင်ရာကြက်ချီနီကော်မတီ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ဖြစ်သူမစ္စတာအာနိုဒေးဘယ်ဂိုကဩဂုတ်လ3ရက်နေ့မနေ့ပိုင်းမှာတွေ့ဆုံခဲ့ကြောင်းအာနာသိန်းစစ်အုပ်စုကသတင်းထုတ်ပြန်လိုက်ပါတယ်အာဆီယံခေါင်းဆောင်တွေနဲ့နိုင်ငံတကာခေါင်းဆောင်တချို့ကတောင်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရှိဖို့အတွက်တောင်းဆိုကြပေမဲ့စစ်တပ်ကတားမြစ်ကန့်သတ်ထားချိန်မှာအခုလို ICRC ဌာနတာဝန်ခံကိုတွေ့ဆုံစကားပြောခွင့်ကိုအာဏာသိမ်းစစ်တပ်ကခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။ဘယ်နေရာမှာတွေ့ဆုံခဲ့တယ်ဘယ်လိုအကြောင်းအရာတွေဆွေးနွေးစကားပြောခွင့်ရခဲ့တယ်ဆိုတာကိုတော့စစ်တပ်ကထုတ်ပြန်ခြင်းမရှိသေးသလို ICRC ဘက်ကလည်းတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။စစ်တပ်ရဲ့မတရားပုံမှန်မျိုးစုံတွေနဲ့နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်အောင်ဆန်းစုကြည်ဟာမိသားစုအပေါင်းဝင်ပြင်ပကဘာနဲ့စစ်သွေးပြောဆိုခွင့်မရတာဟာရက်ပေါင်း2000ကျော်လာပြီဖြစ်ပါတယ်အသက်82နှစ်အရွယ်ရှိလာပြီဖြစ်တဲ့တောင်အောင်ဆန်းစုကြည်အသက်ရှိကြောင်းတစ်သေးပြဖို့သားဖြစ်သူKen Eric စပါဝင်နိုင်ငံတကာကဖိအားပြီးတောင်းဆိုလာချိန်မှာ ICRC နဲ့တွေ့ဆုံခွင့်ပေးခြင်းကိုစစ်တပ်ကထုတ်ပြန်လာခြင်းပဲဖြစ်ပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကံပလက်မြို့တွေကိုထိုးစစ်ဆင်လာတဲ့အာနာသိန်းစစ်တပ်တွေနဲ့ချင်းပူပေါင်းတပ်တို့ဟာ2လကျော်ကြာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေချိန်စစ်တပ်မှဗိုလ်မှူးကျော်ဆက်အပါအဝင်တပ်မှုအချို့နဲ့တပ်ဖွဲ့ဝင်အများပြားတေဆုံးပြီးစစ်သုံးပန်းတချို့နဲ့ရန်သူအလောင်းတွေရရှိတယ်လို့ CPU CBA ထံကနေသိရပါတယ်စစ်တပ်ရဲ့ထိုးစစ်ဆင်လာမှုကိုမင်းတပ်ကံပလက်မြို့နယ်တွေအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ဩဂုတ်လ1ရက်နေ့မှာချင်းပြည်သူတမတော် CPU CBA ကအခုလိုထုတ်ပြန်လာခဲ့တာပါချင်းတောင်ပိုင်းသို့ထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့ဟာမေလလယ်ပိုင်းကစပြီးဇူလိုင်လကုန်အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့တော်လှန်ရေးပူးပေါင်းတပ်ကအကောင်းဆုံးခုခံတိုက်ခိုက်လက်ရှိကြောင်းစစ်တပ်ရဲ့ယာယီအခြေပြုနေရာတွေကိုလည်းတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်တိုက်ပွဲတွေအတွင်းမှာစစ်တပ်ကတရင်မှုဗိုလ်မှူးကျော်ဆက်အပါအဝင်တပ်မှုအချို့ကြဆုံးခဲ့ပြီးတော့တပ်ဖွဲ့ဝင်အများအပြားဒဏ်ရာရတဲ့အထိအကောင်းဆုံးပြန်လဲတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ CPU CBA ကဆိုပါတယ်အာနာသိန်းစစ်တပ်ကနေတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေလက်နက်ခဲယမ်းမျိုးစုံနဲ့ drone တွေဂျမာတွေစစ်အသုံးဆောင်ပစ္စည်းတွေကိုလည်းတင်စေရမိပြီးတော့စစ်တပ်ဖက်စစ်သုံးပန်းတချို့ကိုလည်းဖမ်းဆီးရမိတယ်လို့ CPU CBA ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်စစ်တပ်ကနေထွက်ပြေးလာတဲ့တော်လှန်ရေးတပ်တွေထံလက်နက်ချပိုးပေါင်းလာသူတွေလည်းရှိခဲ့ပြီး၎င်းတို့ကိုကောင်းမွန်စွာနေရာချထားသလိုမိသားစုထံလုံခြုံစွာနဲ့ပြန်လည်ပို့ဆောင်ပေးဖို့ကိုလည်းစီစဉ်ထားကြောင်းဆိုပါတယ်ရန်သူစကမတွေဟာစစ်ကြောင်းချီတက်ရမှာရောဒေတာခန့်အသက်80အရွယ်အရက်သား2ဦးကိုဖမ်းဆီးခေါ်ဆောင်ပြီးတော့လူသားတိုင်းအဖြစ်အသုံးပြုခဲ့တဲ့ဖြစ်စဉ်ရှိသလိုမဟာမိတ်တပ်တွေကနေအရက်သားပြည်သူ2ဦးကိုကယ်တင်နိုင်ခဲ့ကမိသားစုထံပြန်လည်ပို့ဆောင်နိုင်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်စကမတွေဟာဒေတာခန့်တွေကိုအညှိုးထားကကြေးရွာတွေကိုမိရှို့ခြင်းပြည်သူတွေကိုဖမ်းဆီးခြင်းနှိပ်စက်တပ်ဖြတ်ခြင်းတွေကိုလည်းစစ်ရာဇဝမှုတွေကိုကြောင်ကြကျုံးလွန်လက်ရှိတယ်လို့ CPU CBA ကဆိုပါတယ်စစ်တပ်ဟာဒေသခံပြည်သူတက်ကြီးပိုင်းအရသားတအုပ်ကိုလည်းတပ်ဖြတ်ခဲ့ပြီးတော့တနက်တန်ရာတွေနဲ့တည်ဆုံးနေတာကိုတွေ့ရှိရကြောင်း CPU ထံကနေသိရပါတယ်မြေပြင်တိုက်ပွဲတွေမှာအထိနာနေတဲ့စစ်တပ်ဟာ CPU CBA ရဲ့ထိန်းချုပ်နယ်မြေအတွင်းကိုမေလလယ်ပိုင်းကယနေ့အချိန်ထိလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း600ကျော်ပြုလုပ်ခဲ့ပြီးနေညမပြတ်ရာဇဝမှုတွေကိုလည်းဂျောလွန်ခြင်းဖြစ်ကြောင်း CPU ကထုတ်ပြန်ထားပါတယ်လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်မှုတွေကြောင့်မြို့ရွာတွေဘာသာရေးအဆောက်အဦတွေစာတင်ကျောင်းတွေနဲ့စေယုံတွေထိခိုက်ပျက်စီးနေကြောင်းဆိုပါတယ်ရောဒေတာကနေချင်းတောင်ပိုင်းသို့ထိုးစစ်ဆင်နေတဲ့စစ်တပ်ဟာလောင်းရှည်စောလန်အတိုင်း
အင်အားအများပြားနဲ့ထပ်မံချီတက်လာပေမဲ့ဒေသခံတော်လှန်ရေးတပ်တွေရဲ့ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်မှုကြောင့်တည်ကြည်ထိခိုက်မှုများစွာနဲ့ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်ရှင်။နောက်သတင်းတစ်ပုဒ်ကတော့အာနာသိန်းစစ်တပ်ရဲ့တပ်မတော်လေတပ်ကနေတိုက်လေရင်တစည်းဟာမော်ဘီမြို့ပါလေကျင့်ပြန်သားရေးဆောင်ရွက်စဉ်မြစ်တကောင်နဲ့တိုက်မှုဖြစ်ပွားပြီးပြတ်ကျသွားခဲ့ရကြောင်းသိရပါတယ်။ဩဂုတ်လ3ရက်နေ့မနက်ပိုင်း9:16မိနစ်ခန့်မှာရန်ကုန်တိုင်းမော်ဘီမြို့ရဲ့အရှိတောင်ဘက်မီတာ8500ခန့်အကွာညောင်နှစ်ပင်ကျေးရွာအနီးမှာတိုက်လေရင်တစည်းဟာလေကျင့်ပြန်သားရေးဆောင်ရွက်နေစဉ်မြစ်တကောင်ကအင်ဂျင်ခန်းအတွင်းသို့ဝင်ရောက်သွားခဲ့တယ်လို့စစ်တပ်ပြန်ကြားရေးကဩဂုတ်လ3ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။အဆိုပါတိုက်လေရင်ရဲ့အင်ဂျင်မီးလောင်မှုဖြစ်ပွားရာကနေအာနာသိန်းစစ်တပ်ရဲ့လေရင်မှုကအသက်ရှင်လွတ်မြောက်ခဲ့ပြီးတိုက်လေရင်ကိုနေအိမ်ရှင်းတဲ့အရက်မျက်နှာဘက်သို့လှည့်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။လေရင်ပြတ်ကျခဲ့တဲ့နေရာတစ်ဝက်ကိုအာနာသိန်းစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေကလုံခြုံရေးလုပ်ငန်းတွေဆောင်ရွက်လက်ရှိနေကြောင်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ကျောင်းသူတွေအပေါ်လိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုရှိတယ်လို့စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ YCW ကိုပိုင်အထက်တန်းကျောင်းပိုင်ရှင်ကငင်းဆိုလိုက်ပြီးအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ online ပေါ်မှာဝေဖန်ရေးသားသူဖြန့်ဝေသူတွေနဲ့မှတ်ချက်ပေးသူတွေကိုပါဥပဒေအရတရားစွဲဆိုသွားမယ်လို့၎င်းတို့ရဲ့ရှင်းနေကနေတဆင့်ချင်းချောက်တုံ့ပြန်လိုက်ပါတယ်။စကိုင်းတိုင်းကလေးမြို့တဟန်းရက်ကွက်သဇင်လန်းရှိ YCW ကိုပိုင်အထက်တန်းကျောင်းပိုင်ရှင်ဦး James Darrow ထန်းဟာကျောင်းသူတွေအပေါ်လိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေကျူးလွန်မှုရှိခဲ့တဲ့အကြောင်းရခင်ပညာသင်နှစ်အသီးသီးမှာတက်ရောက်ခဲ့ပို့တဲ့ကျောင်းသူဟောင်းတွေနဲ့နင်နာသူတွေက၎င်းတို့ထံလာရောက်တိုင်ကြားခဲ့တယ်လို့ Against Sexual Violence ASV team ကဇူလိုင်လ29ရက်နေ့မှာထုတ်ပြန်ခဲ့တာပါအခုလိုထုတ်ပြန်ခဲ့ပြီးတဲ့နောက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဝေဖန်မှုတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ YCW ကိုပိုင်အထက်တန်းကျောင်းပိုင်ရှင်ဦး James Rothang က၎င်းရဲ့ရှေ့နေကနေတဆင့်အသိပေးခြင်းညချက်ထုတ်ပြန်ပြီးဥပဒေကြောင်းအရတရားစွဲဆိုသွားမယ်လို့တုံ့ပြန်လာခြင်းပဲဖြစ်ပါတယ်။ YCW ကိုပိုင်အထက်တန်းကျောင်းပိုင်ရှင်ဦး James Darrow ထန်းရဲ့လွှဲအပ်ညွှန်ကြားချက်အရတရားလွှတ်တော်ရှိနေဒေါ်လှိုင်းစာကနေထုတ်ပြန်တဲ့အဆိုပါအသိပေးချက်ထဲမှာ YCW ကိုပိုင်အထက်တန်းကျောင်းနဲ့ကျောင်းပိုင်ရှင်ဆရာကြီးတို့ကိုဂုဏ်သိက္ခာကျဆင်းကအတီးပြက်စီတဲ့ထိခိုက်နစ်နာစေတဲ့မမှန်တဲ့သတင်းတွေကိုလူမှုကွန်ရက်အသုံးပြုပြီးဖြစ်စေလူမှုပတ်ဝန်းကျင်၌ဖြစ်စေပြောဆိုခြင်းရေးသားခြင်းဖြန့်ဝေခြင်းအဲ့ဒီဖြန့်ဝေမှုတွေကိုတုံ့ပြန်ခြင်းမှတ်ချက်ပေးခြင်းတွေကိုလုံးဝမပြုလုပ်ဖို့တားမြစ်ထားကြောင်းအခုလိုပြုလုပ်ပါကပြန်လည်ရှုပ်သိမ်းဖြတ်သိမ်းပေးဖို့နဲ့လိုက်နာမှုမရှိပါကတီစေးဥပဒေနဲ့အငြိတရားစွဲဆိုဆောင်ရွက်သွားမှာဖြစ်ကြောင်းသက်ဆိုင်သူတွေနဲ့အများသိစေရန်ကြေညာအပ်ပါတယ်လို့ဖော်ပြထားတာပါ။ဒါအပြင်အခုလိုပြုလုပ်သူတွေကိုပြည်တွင်းမှာတည်ဆဲဥပဒေနဲ့၎င်းပြည်ပရောက်နေသူတွေကိုသက်ဆိုင်ရာတိုင်ယုံကနေတဆင့်၎င်းတရားစွဲဆိုအရေးယူသွားမယ်လို့အသိပေးထားတယ်လို့သိရပါတယ်။အဆိုပါလိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေကိုစတင်ဖော်ထုတ်ခဲ့တဲ့ ASB team တာဝန်ခံကိုအောင်စပြိုကျော်ဟင်းကတော့မရင်းကျွလွန်ခံရသူကျောင်းသူ2ဦးအပါအဝင်အသက်14-15နှစ်အရွယ်ကျောင်းသူ20ကျော်ရဲ့ထွက်ဆိုချက်တွေနဲ့ခိုင်လုံတဲ့သက်သေအထောက်အထားတွေရရှိထားပြီးဖြစ်ကနောက်ဆုံးမှာမဟုတ်ဘဲဆက်လက်ရင်ဆိုင်သွားမယ်လို့ပြောဆိုပါတယ်။ Rap case အနေနဲ့ဖြစ်စဉ်ပါကျောင်းသူ2ဦး sexual harassment abuse ခံရတဲ့14-15နှစ်အရွယ်အယောက်20ကျော်ရဲ့ထွက်ဆိုချက်တွေပါတရားစွဲမဲ့စာထုတ်ရုံနဲ့ဒီထွက်ဆိုချက်တွေကကျိုးလွန်သူတွေဟာပပြုတ်မသွားပါဘူးကျွန်တော်တို့ပို့ပြီးအတန်ထွက်ပါမယ်နင့်နာသူတွေထဲကတချို့ဆိုရှိထွက်လာကြပါပြီ evidence ပြလို့ရတာပါရှိလဲမေးလိုက်ရင်ကေကန်ရှင်ကျောင်းသူလူသက်သေပေါင်းများစွာရှိနေတာကခိုင်မာတဲ့လူသက်သေတွေပဲ ASV အနေနဲ့ social punishment အရှိန်မြင့်ပါမယ်လို့ပြောပါတယ်ပြီးခဲ့တဲ့ဩဂုတ်လ1ရက်နေ့စနေနေ့က ASV team အနေနဲ့မီဒီယာနဲ့ online zoom ကနေတဆင့်သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီးအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာကျွလွန်သူဟာကျောင်းပိုင်ရှင်ကိုယ်တိုင်ဖြစ်တဲ့အတွက်ကျောင်းရဲ့တခြားတာဝန်ရှိသူတွေနဲ့ဆရာဆရာမတွေအနေနဲ့နစ်နာသူကျောင်းသူတွေနဲ့အတူတရားမျှတမှုရှာဖွေရမှာပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့တောင်းဆိုခဲ့ကြောင်းလည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုနာတော်ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနှုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်